ဥရောပနဲ့အာဖရိကကိုဆက်သွယ်ပေးထားတဲ့တရားဘာလို့မရှိတာလဲစပိန်နဲ့မိုရိုကိုကြားမှာရှိတဲ့ဂျီဘရော်တာရေလက်ကြားဟာ14ကီလိုမီတာလောက်ပဲဝေးတာတောင်မှအခုထိဘာတရားမှစောက်ထားတာမရှိပါဘူးတရုတ်နိုင်ငံကဆိုရင်55ကီလိုမီတာလောက်ရှိတဲ့ကမ္ဘာအရှည်ဆုံးတရားကြီးကိုစောက်ထားပြီးဖြစ်တယ်လို့ပေါ်တူဂီမှာရှိတဲ့ဘတ်စကိုဒါဂါမာတရားကလည်း18ကီလိုမီတာလောက်ရှိပါတယ်ဒါပေမဲ့14ကီလိုမီတာပဲကွာဝေးရဲ့ဒီနေရာမှာတော့အရင်ကတရားဆောက်ဖို့အဆိုပြုချက်တွေအများကြီးရှိခဲ့ပြီးမဲ့ဘယ်စီမံကိန်းမှအကောင့်ထဲမဖော်နိုင်ခဲ့ပါဘူး။အဲ့ဒါကဘာကြောင့်များဖြစ်မလဲ။ပထမဆုံးအချက်ကတော့ဒီနေရာရဲ့ရေအနက်ခါမီတာ900အထိရှိနေလို့တရားတိုင်တွေနဲ့အုတ်မြစ်တွေကိုခိုင်ခိုင်မာမာဆောက်ဖို့ဆိုတာတကယ့်ကိုခက်ခဲလွန်းပါပဲ။နောက်ပြီးဒီဒေတာဟာရေအောက်နလျင်လုခတ်မှုတွေခဏခဏဖြစ်တတ်တဲ့နေရာဖြစ်လို့လိုင်ခေါင်းတွေပဲအခြေမစိုးပြိုကျသွားနိုင်တဲ့အန်တီရယ်လည်းရှိနေပါတယ်။ဒါအပြင်ဂျီဘရော်တာရေလက်ကြားဟာအတ္တလန်တိတ်သမုဒ္ဒရာနဲ့မြေထဲပင်လယ်ကိုဆက်သွယ်ပေးထားတဲ့အရေးကြီးတဲ့ရေကြောင်းလမ်းတစ်ခုလည်းထင်နေပါတယ်။တင်ပေါ်လေအများကြီးဖြတ်တန်းသွားလာနေတဲ့နေရာဖြစ်လို့ဒီမှာတရားဆောင်မယ်ဆိုရင်ရေကြောင်းသွားလာမှုကိုအများကြီးထိခိုက်စေမှာဖြစ်ပါတယ်။ကုန်ကြစည်ကလည်းနောက်ထပ်အဓိကပြဿနာတစ်ခုပါမယ်။ဒီဒေသမှာရှိနေတဲ့စိန်ခေါ်မှုတွေကြောင့်တရားဆောက်ဖို့ဆိုရင်ငွေကြေးအမြောက်အများလိုအပ်မှာဖြစ်ပါတယ်။နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ဥရောပနိုင်ငံတွေဟာဒီတရားကိုမဆောက်ချင်ကြတာပါပဲ။ဘာလို့လဲဆိုတော့တရားရှိသွားရင်အာဖရိကကနေတရားမဝင်လူဝင်မှုကြီးကြပ်ရေးပြဿနာတွေအများကြီးကြုံလာရနိုင်လို့ဖြစ်ပါတယ်